ပွဲကြီးစဉ်ကအမျိုးသမီးတယောက်ကိုကိုထီလက်ရောက်လို့အရေးယူခံရတော့မယ့်မောင်မောင်လွင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုရက်ပိုင်းမြမဘောလုံးလောကမှာပွဲဖြစ်နေတာကတော့မြမလက်ရွေးစင်အသင်းကောင်းဆောင်မောင်မောင်လွင်ရဲ့ကွင်းပြင်ပကအဖြစ်ပြက်လေးပဲဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကတီဟာဒီပကွင်းမှာရှင်ပြိုင်ကစားခဲ့တဲ့ရန်ကုန်ယူနိုက်တက်နဲ့ရန်နာဘောအသင်းတို့ရဲ့ပွဲစဉ်မှာမထင်မှတ်ထားတဲ့ပြဿနာတစ်ခုဖြစ်ပွားခဲ့တာပါပွဲရဲ့ပထမပိုင်းအပြီးမှာရန်ကုန်အသင်းကိုအော်ဟစ်ဆဲဆိုနေတဲ့အမျိုးသမီးပရိသတ်တအူးရောမောင်မောင်လွင်ကပွဲကြီးစင်မောအထိတက်သွားပြီးကိုထီလက်ရောက်တွန်းထိုးခဲ့တယ်လို့မျက်မြင်သက်သေတွေကဆိုပါတယ်။ဒီအဖြစ်ပြဟာ live ထုတ်လွှင့်မှုမှာတော့ဘောလုံးသမားဖြစ်ပြီးလူပါမဝတဲ့ဆိုတဲ့အမျိုးသမီးရဲ့အော်ဟစ်တန်းတွေနဲ့အတူ online မှာပြန့်နှံ့သွားခဲ့တာပါ။ဘောလုံးစီးမြင့်တွေအရာပရိသတ်ကိုထီလက်ရောက်ကျူးလို့ရင်အနီးကပ်ပြထုတ်ပေးရမှာဖြစ်ပေမယ့်အဲဒီနေ့ကမောင်မောင်လွင်ဟာပွဲပြီးဆုံးတဲ့အထိကွင်းထဲမှာဆက်လက်ကစားသွားခဲ့ပါတယ်။လက်ရှိမှာတော့မြန်မာလိတာဝန်ရှိသူတွေဘက်ကအရေးယူဖို့ရှိမရှိတိတိကျကျမဆုံးဖြတ်ရသေးပါဘူး။ဒီလောက်ရအပေါ်ဘောလုံးသမားကောင်းတယောက်အနေနဲ့အမျိုးသမီးတအုပ်ကိုအခုလိုမလုပ်သင့်ဘူးလို့ပရိသတ်တွေကပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ဒါပေမဲ့မောင်မောင်လွင်ကိုယ်တိုင်ကလည်းအဲ့ဒီအချိန်မှာသူ့အနေနဲ့ပြင်းထန်တဲ့လူမျိုးရေးခွဲခြားစော်ကားမှုခံခဲ့ရတာကြောင့်အခုလိုတုံ့ပြန်ခဲ့ရတာဖြစ်ကြောင်းလူမှုကွန်ရက်မှာပြန်လည်ရှင်းလင်းထားပါတယ်။ကဲဘောလုံးချက်ပရိသတ်ကြီးတို့ရောမောင်မောင်လွင်ရဲ့လောက်ရပေါ်ဘလို့သုံးသပ်မိပါသလဲ။လူမျိုးရေးခွဲခြားခံရလို့တုံ့ပြန်တာမှန်သလား။ဒါမှမဟုတ်ကစားသမားတယောက်အနေနဲ့စိတ်လိုက်မှန်ပါမလုပ်သင့်ဘူးလားဆိုတာကွန်မန့်မှာအမြင်လေးတွေကိုပြောသွားပေးကြပါအောင်ရှင်။